ဘာကြောင့်အိမ်မမကြောက်လဲကျွန်တော်တို့ညတွေအိပ်ပျော်တော့အခါတခါတလေရန်ထူးဆန်းတဲ့အိမ်မတွေကိုဒါမှမဟုတ်ဒီကအပြင်ကပါလို့ခန်းစားရတဲ့အိမ်မတွေကိုမတ်တက်ကြပါတယ်ဒါဆိုလူတွေကဘာလို့အိမ်မကြောက်လဲလူတွေကအဆင့်၄ဆင့်နဲ့စက်ကြတယ်အများအပြား Ramsley အဆင့်မှာအိမ်မတွေကိုပုံမတက်ကြတယ်ဘာလို့လဲဆိုRamsley မှာအုံတော်လှရှာမှုတက်ကြွတယ်လူကအိတ်နေပေမဲ့အုံတော်ကအလွတ်လွတ်နေတာမျိုးကျွန်တော်တို့တနေ့တာမြင်ခဲ့ကြားခဲ့ကြုံခဲ့ရအချက်လက်တွေကိုအုံတော်ကပြန်ပြီးစစ်စစ်နေတာဖြစ်တယ်မလိုအပ်တဲ့အရာတွေကိုဖျက်ထုတ်ပြီးလိုအပ်တဲ့အချက်လက်တွေကိုမညံတဲ့တင်းစေးရဲ့လုပ်ငန်းစဉ်အတွင်းမှာအိမ်မက်တွေထွက်ပေါ်လာတာဖြစ်တယ်အိမ်မက်တွေကိုဘာလို့တေချာမမရရလဲအကြောင်းကRamsley မှာအုံတော်ကတက်ကြွပေမဲ့ရေရှင်မညံတင်းစေးတဲ့လုပ်ငန်းကနိုးနေတဲ့အချိန်တော့မကောင်းသေးဘူးဒါကြောင့်အိမ်မက်တွေကခဏမမိပြီးတော့နိုးလာတာနေပျောက်တော့လေပါတယ်အိမ်မက်တွေကတခါတလေစနစ်မကျပါဘူးအချင်းနဲ့မတိကျဘူးနေရတယ်ပြောင်းလဲမြင်တယ်အကြောင်းအရာရွှေ့ရှက်နေတယ်လို့အုံတော်ကအရေးကြီးရဲ့မညံလို့မတတ်မှတ်ထားပါဘူးအဲ့တွေကိုမမိနေဖို့စေဖို့အတွက်နိုးလာနဲ့တွေးကြည့်ပါစိတ်ပညာရအိမ်မက်ဟာစိတ်တန်ရာနဲ့စိတ်ပီးစီမှုတွေကိုကုသပေးရဲ့နီလန်တစ်ခုပါအပြင်မှာကိုယ်စိတ်ဖုန်နေတဲ့အရာတွေကြောက်ရွံ့မှုတွေကိုအိမ်မက်တင်မှာပုံစံတစ်မျိုးနဲ့ကြုံတွေ့စေပြီးအုံတော့ကစိတ်ခံစားချက်ကိုဖြေလျှော့ပေးရဖြစ်ပါတယ်ထူးဆန်းတာကျွန်တော်တို့ဟာအိမ်မက်တင်မှာကိုယ်တစ်ခါမှမမြင်ဘူးရဲ့မျက်နှာတစ်တွေကိုဖန်တီးလို့မရပါဘူးအိမ်မက်တင်မှာမြင်ဘူးရဲ့လူတွေကကိုယ်အပြင်မှာတစ်ခါဖြစ်လမ်းမှာဖြစ်ကနေမြင်ဘူးရဲ့သူတွေရဲ့မျက်နှာတွေပဲဖြစ်ပါတယ်အိမ်မက်ဆိုတာအုံတော့ကကျွန်တော်တို့ရဲ့စိတ်ချမ်းသာရဲ့အတွက်နောက်ခွေကနေအလုပ်လုပ်ပေးနေရပြဿနာတစ်ခုပါပဲဗီဒီယိုကိုအဆုံးကြည့်ပေးအတွက်အားလုံးကျေးဇူးတင်ပါတယ်တင်းနဆုမကေအိမ်မက်ရောပါလေးဆိုတာကောမမမန်ကေပြပါဒီလိုပုရုသဖြစ်စေတဲ့အကြောင်းအရာတွေကိုပို့ပြီးတည်လာဖို့အတွက် channel လေးကို subscribe လုပ်ထားပြအောင်